ပန်းများရှိရာဘဝဟာပြဋ္ဌာန်းချက်တစ်ခုဆိုရင်ရှင်သန်ခြင်းမှာရှုပ်ထွေးအောင်ရောမွေတောင်တန်းကြီးတွေနဲ့စမ်းချောင်းလေးတွေကအပူဆောင်လက်ဆောင်တွေလို့ထင်ရပေမဲ့စိတ်စီရာကိုပြဆိုရင်နှလုံးသားကိုတော့ထိန်ချမ်းကွယ်ဝှက်ထားခဲ့တယ်ကိုယ့်ကိုယ်သစ္စာပေါက်လိုက်ခြင်းမျိုးလိန်ညာခြင်းဟာကိုယ့်စီမှာစပြီးကိုယ့်စီမှာဆုံးခဲ့မကွယ်မဝက်အပြစ်အနာစာတွေကိုအာတိတ်ဒေတာမှာတကူတည်းပြန်ရည်ရွယ်ရင်းအမှားအယွင်းတွေနဲ့လူဆန်မှုတွေအကြောင်းတတိရှိရှိပြန်ကြည့်မိဘယ်တော့မှမျက်ကွယ်မပြူရတဲ့တငယ်ချင်းတယောက်ရှိခြင်းနဲ့တိတ်တဆိတ်ငြိမ်သက်ပြီးစေတနာပိုတဲ့တန်ရောစင်လက်ချောင်းတွေရဲ့အထီးတွေကိုခံယူခြင်းနဲ့အတန်တွေထည့်ပြီးပိတ်ထားခံရတဲ့ပလင်းတစ်လုံးလိုတကူးစားအခန်းထဲလောင်ပိတ်မိနေစေနားလေပြီးတဲ့ချင်းဆိုတဲ့ကျိုးမြင်ကလေးကပိုးကျူးတွေတဲ့ပိုးတွေ့ရဖို့ခက်တယ်မဟုတ်လားမလိမ်မိုးမလိမ်မာတယောက်တည်းမြေပုံအညွှန်းမပါဖျက်လျှောက်ခဲ့ရတာကြာပေါ့ကြာလာတော့လေမိုးရွာတိုင်းတစ်ပင်တွေရောက်ခိုနားရတာအားနာလာတယ်တွေ့ဆုံရနုံနုံလမ်းအဆုံးကိုရှောက်ရင်းလမ်းအဆုံးမှာမှုံဝါးနေတဲ့နောက်ထပ်လမ်းတွေရှိကြောင်းသိရရောက်ခဲ့သူအမည်တွေရေးထိုးထားတဲ့ကြောက်တုံးပေါ်ထိုင်ရင်ကို့အမည်ကိုရေးဖို့ကြိုးစားကြည့်တယ်ကြောက်တုံးအခြေကတပင်းထဲရှိရဲ့ရိုးတံရှိရှိပန်းပွင့်ဝါဝါလေးဟာရေတကွန်ကြီးစီးကြတယ်လို့လှပပန်းများရှိရာအရက်စီလမ်းညွန်ကြောက်တုံးမှာအမည်မရေးဖြစ်ခဲ့ဘူးငမုံရောက်တယ်